တမိုင်းတစ်လျှောက်အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်လာမယ်2026ကမ္ဘာဖလားပွဲစဉ်တွေနဲ့ဒါစီမီစီကန်တွေကိုကျွန်တော်ဒီမှာပြောပြပေးသွားမှာလည်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒါကမ္ဘာဖလားပေါ့နော်ကျင်းပလာခဲ့တဲ့အချိန်ဦးနဲ့ပေါ့နော်32သိန်းတာပါဝင်ခဲ့ပြီးတော့အခု2026မှာတော့စီမီစီကန်တစ်တွေနဲ့အတင်း16တင်းထပ်တိုးလာပြီးတော့အားလုံးစုစုပေါင်း48တင်းဒီပါဝင်ပြိုင်ဝင်လာမယ်အတင်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကမ္ဘာဖလားတမိုင်းတစ်လျှောက်မှာဆိုအကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်လာမယ်ဒါကမ္ဘာဖလားပွဲစဉ်လေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာတော့ဒါပေါ့နော်ဒါဒီကျွန်တော်တို့ဇွန်လ12ရက်နေ့မှာဒါစတင်ကျင်းပမယ်ကမ္ဘာဖလားပွဲစဉ်လေးဖြစ်တယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာပေါ့နော်ဒီ group stage တွေမှာပေါ့နော်ဒီဒိုင်လူကြီးတွေရဲ့တိုးချက်လာတဲ့စီမင်းစကန်တစ်တွေကိုတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမှာလည်းရှိပါတော့ပထမတော့ကျွန်တော်တို့ဒီအုပ်စုပေါ့နော်12အုပ်စုပါဝင်ပြီးတော့ဒါပေါ့နော်1-2အုပ်စုပထမဒုတိယရတဲ့အတင်းနဲ့အုပ်စုတတိယပေါ့နော်အကောင်းဆုံးရတဲ့အုပ်စုအတင်းတွေ32တင်းထိတက်ရောက်မှာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီကမ္ဘာ့ဗလာပြိုင်ပွဲကတော့ဒါဒီနှစ်ထက်မှာပေါ့နော်ဒါဒီရခိုင်နှစ်ကဆိုင်တော့ဒါအကြီးမားဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်လာမယ်ပြီးတော့ကျွန်တော်တို့ဒီဘာစတစ်နဲ့စီမီစီကန်တွေပေါ့နော်ပထမဆုံးကျွန်တော်တို့ဂိုလီဘာစပြောရမှာဆိုတော့ဂိုလီဘာတွေရဲ့ပေါ့နော်ဒါမလိုအပ်တဲ့အချိန်ဆွဲမှုတွေဒါပေါ့နော်ဖနက်ကျိုးချီတဲ့ကိစ္စတွေမလိုအပ်တဲ့ဒဏ်ရာရမှုတွေဆိုရင်ဒါပေါ့ဒိုင်လူကြီးတွေကအရင်လိုပေါ့နော်အချိန်အများကြီးမပေးတော့ဘူးဒါဒဏ်ရာရချေရှိတယ်ပေါ့ကစားသမားတယောက်နဲ့ထိခိုက်တဲ့ပုံစံမျိုးဖြစ်မှာဒါပေါ့နော်စေကူတာမှုခံယူခွင့်ကိုပေးပြီးတော့ဒါဟိုပေါ့နော်အချိန်ဟိုနော်ဒါဟိုနှောင်နေတဲ့ကြောင်ကိုပေးမယ်ပေါ့နော်ပုံမှန်မဟုတ်ဘဲနဲ့ပေါ့နော်ကြွတ်တက်တာတို့ဒီပေါ့နော်ဒီရေတောက်တာတို့ဆိုရင်တော့ဒါ5စက္ကန့်လောက်ပဲအချိန်ပေးမယ်ဆိုတဲ့သဘောမျိုးကိုလည်းတက်ရောက်တယ်ပြီးရင်တော့ကျွန်တော်တို့လက်ပစ်ဘောတွေပေါ့နော်လက်ပစ်ဘောစီမီစီကန်ကိုကြီးချင်းအဖြစ်လက်ပစ်ဘောတွေဆိုရင်ပုံမှန်တိုင်းကျွန်တော်တို့အရင်ကဆိုရင်တော့ကျွန်တော်တို့ဒါ10စက္ကန့်15စက္ကန့်တွေအချိန်ဆွဲရတဲ့အခြေအနေကနေစပြီးအခုနောက်ပိုင်းဆိုတော့5စက္ကန့်ပဲပေးတော့မှာနော်ဘောလုံးလက်ပစ်ဘောရောက်တာနဲ့ဘောလုံးကိုကိုင်းနောက်ခြေလမ်းဆုပ်ပြီးတော့တန်းပြီးတော့ပစ်ပေးရမယ်5စက္ကန့်ထက်ကြော်ရင်တော့တခြားတစ်ဖက်တင်းကပေါ့နော်ဒီလက်ပစ်ဘောကိုအစားပြန်လဲရရှိမဲ့အနေအထားတွေကိုလည်းသတ်မှတ်ထားတယ်ပြီးရင်တော့လူစားဝင်မှုကျွန်တော်တို့တယောက်နဲ့တယောက်ပေါ့နော်လူစားလဲတယ်အရင်ကဆိုတော့လူစားလဲAC မှာဗျကျွန်တော်တို့နိုင်နေတာဖြစ်ရှုံးနေတာဖြစ်ကစားသမားတွေကထွက်ချင်တယ်လို့မထွက်ချင်လို့လမ်းလျှောက်နေတာအဲ့တော့ပတ်ပြီးတော့လမ်းလျှောက်နေအချိန်ဆွဲတာပေါ့နော်ဒါမိနစ်15ဟိုစက္ကန့်20စက္ကန့်30အချိန်ဆွဲတဲ့ကစားသမားတော်များရှိရပေါ့တော်တော်ပေသေးပြီးမထွက်တဲ့ကစားသမားတွေတော့အခုဒီပြိုင်ပွဲမှာတော့ဒါမရတော့ဘူးပေါ့နော်10စက္ကန့်အတွင်းကိုလူစားလဲရမယ်အဲ့ကစားသမားတယောက်က10စက္ကန့်အတွင်းကိုမထွက်နိုင်ဘူးဆိုရင်တော့ဒါပေါ့နော်လူစားလဲမဲ့ကစားသမားက10မိနစ်ထိကွင်းပြင်မှာဒါပေါ့နော်ရက်ဆောက်ရမယ့်အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပြီးတော့ကျွန်တော်တို့ဒီကမ္ဘာဖလားမှာပေါ့နော်ရေတောက်ချိန်ကတော့2ချိန်ပေးရတယ်ပထမပိုင်းမှာ1ချိန်ပေးထားပြီးတော့ဒုတိယပိုင်းမှာဒါပေါ့နော်3မိနစ်ထိပေါ့နော်နှစ်ချိန်ခွင့်ပြုထားတဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဒီ group stage ကတော့48တင်းပါဝင်ပြီးတော့ဒါပေါ့နော် group စနစ်အုပ်စုတွေပေါ့နော်ဖွဲ့စည်းထားပြီးတော့ဒါ32တင်းထိဒါတက်ရောက်မှလည်းဖြစ်ပြီးတော့104ပွဲတိကံပဲပေါ့နော်ဒါကြောင့်မလို့ဒီနှစ်ကမ္ဘာဖလား2026ကတော့တမိုင်းတစ်လျှောက်ပေါ့နော်အကြီးကျယ်အခမ်းအနားဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ဒါပေါ့နော်အရင်2022ကာတာမှာကျင်းပခဲ့ဦးတော့ဒါ64ပွဲထိဒါကန်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ2026မှာတော့ဒါ104ပွဲတော့ကန်မယ်ဆိုတော့ဒီပြိုင်ပွဲကတော့ဒါပေါ့နော်အရင်ကကြည့်ကောင်းမဲ့ကမ္ဘာဖလားဒါအုပ်စုပွဲစဉ်တွေလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်သိတဲ့ဒါပေါ့နော်ကျွန်တော်လေ့လာထားတဲ့များစီမီစီကန်တွေနဲ့ဘာတွေစနစ်ပြီးတော့ကျွန်တော်ဒေါက်ကန်ဘောပေါ့နော်ဒီဒေါက်ကန်ဘောတွေဆိုရင်လည်းကျွန်တော်လူတယောက်ဖတ်ထားလို့မရဘူးပေါ့နော်ဖတ်ထားလို့မရဘူးတကယ်ဖောက်ဖြစ်ပြီးတော့ဂိုးဝါးခဲ့နေဂိုးဝါးတဲ့ဟာကိုဘာကြည့်ပြီးတော့ပြန်လဲဆုံးဖြတ်မယ်ပြီးရင်ဝါကပထမတစ်ချိန်ထိထားတယ်ဒုတိယတစ်ချိန်ထပ်ထိထားတယ်ဒုတိယတစ်ချိန်ထိတဲ့ချိန်ကျရင်ဒီဝါကထပ်ပြတ်တယ်လားမပြတ်တယ်လားဆိုတာဒိုင်လူကြီးကထပ်ပြီးတော့အကဲခတ်မယ်နော်ဘာနဲ့ထပ်ပြီးတော့ဟိုထပ်ချက်တပည့်ချက်ထပ်ချက်မဲ့ပုံစံမျိုးလေစီမင်းစီကန်ထပ်ထုတ်ထားတယ်ပြီးအနီကစီမင်းကျွန်တော်တို့ဒီပေါ့နော်ကစားသမားတယောက်ပေါ့နော်လက်အုပ်ပြီးဆဲတာလို့ဟိုအင်ကြီးအုပ်ပြီးတော့ဒါပေါ့လူမျိုးခွဲခြားတာလို့ဟိုတော့ဒီလက်ကွယ်ပြီးတော့ပြောတာလို့ဆိုတော့ဒိုင်လူကြီးတွေကအနီကထိပြတ်လို့ရတဲ့စီမင်းစီကန်အတက်တွေပေါ့နော်ဒါတော့ပြင်းပြင်းထန်ထန်ကိုဒါဖို့ဒါသူချမှတ်ထားတယ်။ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်တွေကကျွန်တော်ဘေဘီကာနဲ့ရဲဘက်ပွဲစမှာတော့ဘေဘီကာကစားသမားကဘီနီယက်ဂျီလာကိုဘောနော်ဒါလူမျိုးခွဲခြားတဲ့ပုံစံမျိုးတွေဆဲဆိုတဲ့ပုံစံမျိုးတွေလုပ်တဲ့ဒါကြောက်တွေရပြီးတော့ဂိုလီဘာတွေရဲ့အချိန်ဆွဲတတ်တဲ့ဟာကြောက်တွေပေါ့နော်အများကြီးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ
နောက်ကမောကတစ်စစ်ပေါ့နော်ဒါအင်္ဂလန်နဲ့ဒါပြောမဆိုဒီဂျာမနီနဲ့ပွဲမှာဝင်လာတော့မသိဘူးเนาะအင်္ဂလန်ဂိုးသွင်းသွားတဲ့ဟာတွေကလည်းဒါပေါ့နော်ဒါဂိုင်လူဒီကြီးရဲ့ဒါပေါ့ထပ်ပြီးတော့တိုးချဲ့ပြန်ဟိုစီမီစီကန်တွေကိုထပ်ထုတ်ပေးစရာကုန်ညမ်းတွေလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်ဒါကြောင့်မို့ဒီ2026ကမ္ဘာဖလားကတော့အရင်ပွဲတွေတဲ့ဆိုင်တော့အများကြီးပိုကြည့်ကောင်းမယ်လို့ကျွန်တော်မြင်မိတယ်ဒါကြောင့်မလို့ဒီဇွန်လ22ရက်နေ့မှာတော့ကျွန်တော်တို့တွေပြန်တွေ့ကြမယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်